ဒီဇလန်က1980ခုနှစ်ဒီဇင်ဘာလမှာအမေရိကန်နိုင်ငံနယူးယောက်မှာတကယ်ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တစ်ခုပါလူငယ်9ယောက်ဟာမထင်မှတ်ပဲကူတစ်ခုတည်းကိုရောက်ရှိလာခဲ့ပြီးအဲ့ဒီထဲက4ယောက်ဟာကူထဲဝင်ပြီးမကြခင်မှာပဲပိတ်မိသွားခဲ့တဲ့ကယ်ဆယ်ရေးအဖွဲ့ရောက်လာတဲ့အခါသူတို့တွေကတယောက်ဟာဓာတ်တလက်ကင်ထားရင်သူ့ဖော်ရီစီရှောက်လာနေတာကိုတွေးလိုက်ရတယ်ဒီအမောင်ထုထဲမှာပိတ်မိနေတဲ့သူတို့စီဘာတွေဖြစ်ပျက်ခဲ့တာလဲအဲ့ဒီအချိန်ကကူစူးစမ်းသူ6ယောက်ဟာရုပ်ကူကိုတွားဖို့ကြိုတင်ချိန်ထားခဲ့ကြတယ်ဒါပေမဲ့သူတို့မသိခဲ့တာကစောင်းရသည်မှာအဲ့ဒီကူကိုပိတ်ထားတယ်ဆိုတာပါသူတို့ကတယောက်ကအားလုံးရောက်နေပြီဆိုတော့ဘာမှမလုပ်ပဲပြန်သွားလို့နောင်တမရချင်ဘူးလို့ပြောလိုက်တယ်ဒီစကားကြောင့်ကျန်တဲ့လူ9ယောက်ဟာစိတ်တူကိုယ်တူဖြစ်သွားပြီးအဖွဲ့တဲကတယောက်ကိုကူပြင်မာထားခဲ့ကကျန်တဲ့သူတွေဟာအမောင်ထုတဲကကူတဲတို့တယောက်ပြီးတယောက်ပျောက်ကွယ်သွားခဲ့တယ်ကူတဲကိုတဖြည်းဖြည်းနှဆိုင်လာတာနဲ့အမျှအလင်းရောင်ဟာတဖြည်းဖြည်းမိမ့်မိတ်လာခဲ့ပေမဲ့အားလုံးရဲ့စိတ်လှုပ်ရှားမှုကိုမထိခိုက်ခဲ့ဘူးအကွေ့ကောက်များတဲ့လမ်းကြောင်းတွေကိုဖျက်ပြီးနောက်အားလုံးရှေ့မှာကျင်းမြောင်းတဲ့လမ်းကြောင်းတစ်ခုပေါ်လာခဲ့တယ်အဲ့ဒီလမ်းကြောင်းဟာအထူးဆန်းဖွဲ့စည်းပုံကြောင့်အရှည်20မီတာရှိပြီးအကျယ်ကတော့45စင်တီမီတာသာရှိတယ်ဒေသခံတွေကဒီလမ်းကြောင်းကိုဦးမကြီးလို့နာမည်ပေးထားကြတယ်ရှေ့ကလူ3ယောက်ဟာဒီလမ်းကြောင်းကိုချောချောမွေ့မွေ့ဖျက်ကျော်နိုင်ခဲ့တယ်အဲ့ဒီအဖွဲ့ထဲမှာအသက်14နှစ်သာရှိသေးတဲ့ပီတာဆိုတဲ့ကောင်လေးတစ်ယောက်လည်းပါတယ်သူကဆူဆွနေတဲ့ကူထဲမှာရှေ့ကသူ့ထက်တမာတဲ့အဖွဲ့သားတွေကိုကြည့်ပြီးသူတို့ဖျက်နိုင်ရင်ငါလည်းဖျက်နိုင်မှာပဲလို့တွေးကဘာမှမတွန့်ဆုတ်ပဲကူထဲကိုတွားသွားခဲ့တယ်ဒါပေမဲ့အဲ့ဒီလမ်းကြောင်းဟာတိတ်ကိုကျင်းမြောင်းပြီးမှောင်မင်းနေတာကြောင့်ကူစူးစမ်းရမှာအတွေ့အကြုံနှီးပါတဲ့ပီတာအတွက်မလွယ်ကူခဲ့ဘူးကူစူးစမ်းရဲ့အခြေခံစည်းမျဉ်းတစ်ခုဖြစ်တဲ့နောက်ကိုလက်မကြည့်နဲ့ဆိုတာကိုသူလစ်လျူရှုခဲ့ပြီးဒီလမ်းကြောင်းကိုဖျက်ကျော်ဖို့ပဲတွေးနေခဲ့တယ်ဒါပေမဲ့သူ့ဖော်တွေရဲ့ပုံရိပ်တွေသူ့မျက်လုံးထဲမှာတဖြည်းဖြည်းပေါ်လာချိန်မှာဘလို့မှမသိပဲသူ့ခြေထောက်တစ်ဖက်ဟာကြောက်သားအကွဲကြားတဲ့ပိတ်မိသွားတဲ့ထိတ်လန့်တကြားနဲ့ပီတာဟာခြေထောက်ကိုဆွဲထုတ်ဖို့စူးစမ်းရင်တွားသွားခဲ့ပေမဲ့ပထောင်ကမှနေရာမလုံလောက်တာကိုသဘောပေါက်လိုက်တဲ့ပိုဆိုးတာကသူ့ခြေထောက်ဟာတဖြည်းဖြည်းပိုပြီးပိတ်မိလာပြီးကြောက်သားကသူ့ကိုတဝက်လောက်ကိုက်ထားသလိုခံစားလိုက်ရတယ်သူဟာတုံရင်နေတဲ့အတန်နဲ့ကူထဲကနေအော်ဟစ်အကူညီတောင်းခဲ့တယ်ဒီလိုနဲ့အမောင်ထုထဲမှာပိတ်မိနေတဲ့သူတို့အဖွဲ့ရဲ့ကံကြမ္မာဟာဘလို့ဆက်ဖြစ်မလဲကယ်ဆယ်ရေးအဖွဲ့ရောက်လာတဲ့အခါဘာတွေဆက်ဖြစ်ခဲ့တယ်လဲဆိုတာဒီဇလန်ကလူတိုင်းကိုတွေးတော့စေခဲ့တယ်